Hello အားလုံးပဲမင်္ဂလာပါခင်ဗျာပြစ်တိုင်းဒီ tip page ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့တင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့ညနေပိုင်းဆိုတော့ကျွန်တော်ညီကိုတွေအတွက်အပေါင်းလက္ခဏာဆောင်မဲ့ပွဲစဉ်လေးတွေကိုရွေးထုတ်ပေးတဲ့ free tip ပေးမဲ့အစီအစဉ်လေးပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်ရှေ့မှာ10ပွဲဆက်တိုင်း10ရက်ဆက်တိုင်း plus ပြခဲ့ပြီးမှကိုညီကိုတွေအတွက်အကောင်းဆုံးရလက်ရရှိအောင်စွမ်းဆောင်ပေးနိုင်ပါတယ်ခင်ဗျာအဲ့အတွက်ကြောင့်ပေါင်စင်ဒီနေ့မှာကိုအချစ်ဆုံးမန်ယူအသင်းနဲ့နျူကာဆယ်တို့ထိတ်တိုက်တွေ့မဲ့ပွဲစဉ်လေးတစ်ပွဲပဲရှိတယ်ခင်ဗျာအဲ့ပွဲစဉ်လေးကိုကျွန်တော်ရွေးထုတ်ပေးသွားမှာဖြစ်ပါတယ်လက်ရှိမှာကျွန်တော်နျူကာဆယ်ရဲ့ဒဏ်ရာပြဿနာပေါ့နော်ကျွန်တော် Manchester United အသင်းထက်ပိုများပေမဲ့ Manchester United လက်ရှိလူစင်းထက်တော့ပိုတောင်းတယ်လို့ကျွန်တော်ထင်တယ်မန်ယူအသင်းမှာအခုရှေ့လယ်နောက်ပေါ့နော်ရှေ့မှာဆိုလဲအဓိကကစားသမားတွေကျွန်တော်လက်လွတ်ထားရတယ်အလဲမှာဆိုလဲကျွန်တော်အဓိကကစားသမားတွေ Bruno Fernandes နာနေတယ်ကွင်းလယ်မှာလောက်လာအားကိုးရမယ့်ကစားသမားမိုင်နူးဆိုလဲနာနေတယ်အဲ့ဒီအတွက်ကြောင့်လူငယ်ကစားသမားတွေကိုခေါ်တုံးမယ်ဆိုတော့ Amorim ရဲ့ပြောစကားတွေလည်းကျွန်တော်တို့သတင်းတွေမှာတွေ့ရတယ်အနောက်မှာဆိုလဲယူရိုပွဲတိုင်းမှာဒဏ်ရာပြဿနာပွဲတိုင်းမှာအမားတွေလုံနေတယ်ကျွန်တော်တို့အားကိုးရတဲ့ခေါင်းကြီးကလည်းအခုချိန်ကြီးပြန်မလာသေးဘူးမာတီနက်စ်ကလည်းထင်တယ်လောက်ခြေသွားမပြသေးဘူးအဲ့ဒီအတွက်ကြောင့်ရှေ့လယ်နောက်ဒုက္ခရောက်နေတယ်ပေါ့ဗျာဒီနေ့ညကျွန်တော်ထင်တယ်မန်ပွဲထွက်လူစင်းမှာအသင်းကောင်းဆောင် Bruno Fernandes မပါဝင်နိုင်တဲ့အတွက်လူငယ်စားသမားတွေဝင်ပြီးမှကစားနိုင်မယ်နောက်ဆုံး9ပွဲမှာ6ပွဲထိရှုံးနေထားတဲ့မန်ယူကလည်းကျွန်တော်တို့မေ့ထားလို့မရဘူးပေါ့နော်ယူကဆယ်ကဒီဟာကြီးမှာအဝေးကွင်းမှာအားနေတာကျွန်တော်တို့အဓိကရှိတယ်မန်ယူနဲ့ပရီးမီးယားလိတွေ့ဆုံမှုနောက်ဆုံး9ချိန်မှာ4ချိန်ထိယူကဆယ်ကနိုင်ထားတယ်အိုထရာဖို့မှာကျွန်တော်တို့မန်ယူနိုင်တယ်ဆိုတဲ့ခံစားချက်ကျွန်တော်ဒီနေ့မရဘူးကြေးရလဲ level 30 3.20ဆိုတဲ့ကြေးပေါက်နေတယ်ဟိုဘယ်လိုပြောလဲဘောင်စင်လေးပရင်ကြီးပေါ့နော်ကျွန်တော်တို့ယာတီတိုင်းမှာနှစ်တိုင်းမှာဘောင်စင်လေးဆိုရင်မန်ယူနိုင်တယ်ဆိုတော့ယာစုံရလဲသူတို့အစင်လာဆိုတာလည်းရှိတယ်ဒါပေမဲ့ကျွန်တော်ဒီယာတီမှာ Amorim နဲ့မန်ယူတွဲရက်နဲ့ဒီနေ့ညမန်ယူနိုင်မယ်လို့မထင်ဘူးပြန်လန်သွင်းကိုတွေနဲ့ဂူးများသွားမယ်လို့ထင်တယ်အဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီနေ့ညကိုညီကိုရက်ထင်တိုင်းဖြစ်ဖို့ကျွန်တော်ပြစ်တိုင်းဒီ table ကိုရွေးချယ်ပေးပါမယ်အဲ့ဒီပွဲစဉ်လေးကတော့ Man U ဂိုးပေါ်ဖြစ်ပါတယ်ခင်ဗျာဟုတ်ပါတယ်ဒီနေ့ညပြစ်တိုင်းဒီ tip က Man U ဂိုးပေါ်ပါခင်ဗျာအကြိုက်မတွေ့ရင်တော့ back နိုင်ပါတယ်ခင်ဗျာကိုညီကိုတွေလောင်းတိုင်းပေါင်းပြီးမှမနေ့တိုင်းငွေထုတ်နိုင်တဲ့ညီကိုများဖြစ်ကြပါစေလို့ဆုတောင်းပေးရင်နောက်နေ့မှာထပ်တွေ့ပါမယ်အားလုံး good luck ပါခင်ဗျာ